တဲ့23နှစ်ရွာမှာတလကို300ရအောင်စူးစမ်းနေတဲ့ challenge day 6ဒီနေ့မှာတော့ဒီလစကနေအခုထိကျွန်တော်လုပ်နေတဲ့ project တွေရဲ့ reset ကိုပြန်ကြည့်ခဲ့တယ်အရင်ဆုံး product ပိုင်းမှာတော့ဒီလအတွင်း customer 60ရောက်ထိရှိလာခဲ့တယ်အဲ့ဒီ customer တွေကနေ product 85ခုထိရောင်းနိုင်ခဲ့တယ်ပြောရမယ်ဆိုရင်တော့ product ပိုင်းမှာတော့တော်တော်လေးတော့ရောင်းအားကောင်းနေခဲ့တော့ပေါ့နော်ဝင်ငွေကဆိုရင်လည်းမစိုးပါဘူးပြီးတော့ content creation ဘိုင်းမှာတော့ဒီလမှာကျွန်တော်မျှော်မှန်းထားတာထက်ပိုပြီးတော့ကောင်းနေပါတယ် view တွေကဆိုရင်လည်းတဖြည်းဖြည်းလေးနဲ့ပိုပြီးတော့တက်လာခဲ့တယ်ဝင်ငွေကဆိုရင်လည်းတော်တော်လေးတော့ဝင်လာခဲ့ပြီပေါ့နော်ဒါပေမဲ့ကျွန်တော် page တွေရဲများနေတော့ marketing ဘိုင်းကိုပြင်ဖို့စီစဉ်နေပါတယ်ဘယ် page ကပိုပြီးတော့အားစိုက်ထဲမလဲဘယ် page ကဆက်လုပ်တင်တယ်လဲဆိုတာကိုအဲ့ဒီဘိုင်းကိုအခုပြင်ပြီးတော့စနစ်ကျကျနေနဲ့လုပ်နေပါတယ်ပြီးတော့ one star digital marketing agency မှာတော့ဒီလစားမှာကျွန်တော်မျှော်မှန်းထားတဲ့လောက် client တွေကိုမရနေသေးဘူးပေါ့နော်ဒါပေမဲ့ဒီလကအခုမှအစပဲရှိသေးတယ်ဒါပေမဲ့ဒီလကျန်တဲ့ရက်တွေမှာဒီအပိုင်းကိုပို့ပြီးတော့အားထည့်သွားမယ်မန်တိုင်းပြောရမယ်ဆိုရင်တော့ project တိုင်းကထင်ထားတယ်လို့တော့မဖြစ်လာခဲ့ဘူးဒါပေမဲ့ဒါတွေကတော့အခုမှ6ရက်ပဲရှိသေးတယ်အဲ့ဒီတော့မနေ့ဖန်ချရင်ဒီတစ်ပတ်အတွင်းဘယ်လောက်ထိဝင်ငွေရခဲ့တာလဲဆိုတာကိုတော့ day 7မှာအကုန်လုံးအနေနဲ့ချပြပေးတော့ပါမယ်ကျွန်တော်တော့ထက်မြအောင်ပါ day 7မှာပြန်ပြီးတော့တွေ့ကြပါမယ်